အဲ့တော့ဒီနေ့မှာမွေးစင်ကကြောင်ဆေးပင်ညာကိုပြသမှာဖြစ်ပါတယ်။ကြောင်ဆေးပင်ကလေးကြပေါက်ပါတယ်။ယူရိုလိုမျိုးအာရှလိုမျိုးပြီးတော့မြောက်အမေရိကလိုမျိုးနေရာတွေမှာလေးကြပေါက်တယ်။ဒါပေမဲ့နေရာပုံမူတည်ပြီးတော့ပုံစံတွေကမတူဘူးပေါ့နော်။မြန်မာနိုင်ငံမှာတော့ဒီပင်ပေါ့နော်။အမြင့်ကိုစားတယ်။အခြားနေရာတွေမှာကျတော့အရွက်ကိုစားတဲ့ကြောင်ဆေးပင်မျိုးပေါ့နော်။ကြောင်ဆေးပင်မှာဘာပါလဲဆိုတဲ့အခါကျတော့ဓာတုဓာတ်တစ်မျိုးပါတယ်ပေါ့နော်။တဘာဝရတဲ့ဓာတုဓာတ်တစ်မျိုးပါတယ်။တို့ဘာလို့ခေါ်လဲဆိုတဲ့အခါကျတော့နပတလတုံးလို့ခေါ်တယ်ပေါ့နော်အဲ့ဒီဓာတ်ကကြောင်လေးတွေကိုဆွဲဆောင်တယ်ဆွဲဆောင်ပြီးတော့မှစားတယ်ဆိုလို့ရှိရင်တက်ကြွစေတယ်စော့တယ်ပြီးလို့ရှိရင်တချို့ကြောင်တွေမှာကျတော့ခမ်းဖြစ်သွားတာပေါ့နော်ပတောင့်တာဖြစ်စေတယ်တခါလေကြလို့ရှိရင်စိတ်ဖိစီးတာတွေကိုပါရောကြစေတယ်ပေါ့နော်အဲ့တော့အဲ့ဒီဓာတ်ပါလို့ကြောင်လေးတွေကကြောင်ဆေးပင်ကိုယူမှုကြိုက်ကြတာဖြစ်ပါတယ်လို့ဟုတ်တော့ပြီးတော့သူကတဘာဝကရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့safe ဖြစ်တယ်ပေါ့နော်သူ့ရဲ့ဘေးရဆိုးကျိုးတွေရှိလားလို့ပြောတဲ့အခါမှာသူ့အလွန်ကျွံကျွေးရင်တော့လို့ပြောမယ်ကြောင်လေးတွေကပို့ပြီးတော့မှတက်ကြွလွန်လာပြီးတော့မှတစ်ခါတလေရန်လိုတဲ့အနေအထားထိဖြစ်တတ်တယ်ပေါ့နော်ပြီးတော့အများကြီးကျွေးမယ်ဆိုလို့ရှိရင်အန်နာတို့ဝင်သွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါကတော့ဘေးထွက်ဆိုးကျိုးတွေပေါ့ကြောင်ဆေးပင်ကိုဘလို့ပေါ့နော်ကျွေးတင်လဲဆိုတဲ့အခါကျတော့ဒီတိုင်းမကျွေးတင်ဘူးတစ်ပတ်မှာ 3-4 ချိန်လောက်ကျွေးရင်အဆင်ပြေပြီပေါ့နော်ပြီးတော့ကြောင်ဆေးပင်ကိုကျွေးပြီးလို့ရှိရင်တို့ကစားပြီးချင်း9မိနစ်ကနေပြီးတော့15မိနစ်အတွင်းမှာသူ့ရဲ့အာနိသင်တွေပြရတယ်ပေါ့နော်တက်ကြွတာတွေလှရှားဖြစ်တာတွေဒါမှမဟုတ်လို့ရှိရင်ငြိမ်တာတွေပြတယ်ပြီးရင်တော့အဲ့ဒါတွေကအဲ့9မိနစ်ကနေ10မိနစ်နောက်ပိုင်းမှာတော့ပျောက်သွားတယ်ပေါ့နော်ပြီးတော့မှနိုင်က2နာရီလောက်ကြာမှာကြံလာစားတာမျိုးအဲ့လိုမျိုးတုတ်တက်တယ်ပေါ့နော်ပြီးတော့ကြောင်တိုင်းကကြောင်ဆေးပင်ကြိုက်လားဆိုတော့ကြောင်တိုင်းမကြိုက်ဘူးပေါ့နော်80%ကပဲကြောင်ဆေးပင်ကိုကြိုက်ပါတယ်30%ကကြောင်ဆေးပင်ကိုဓာတ်မတုံ့ပြန်ဘူးပေါ့နော်ပြီးတော့6လအောက်ကြောင်ပေါက်လေးတွေဆိုလို့ရှိရင်လည်းကြောင်ဆေးပင်ကိုကြိုက်မှာမဟုတ်ဘူးလို့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့သူတို့မှာကဒီအာယုံခံစားတဲ့ဟာလေးတွေကမဖွင့်မျိုးသေးဘူးပေါ့နော်ဆိုတဲ့ခါကျတော့6လအောက်ကြောင်ကြီးဆိုလို့ရှိရင်လည်းကြောင်ဆေးပင်ရဲ့အာနိသင်ကိုသိမှာမဟုတ်ပါဘူးတဲ့ဟုတ်တယ်ပြီးတော့မနော်ပြီးတော့ကြောင်ဆေးပင်ကိုချင်းတွေကိုဖယ်ရှားဖို့လည်းတုံးတယ်ပေါ့နော်ချင်းဆေးနေနဲ့လည်းတုံးတယ်ကြောင်ဆေးပင်မှာပါတဲ့ဓာတ်ကချင်းတွေမကြိုက်ဘူးပေါ့နော်ဟုတ်တယ်ပြီးတော့ကြောင်ဆေးပင်ကိုကိုကြောင်လေးတွေဘယ်လိုပြိုးထားရမလဲဆိုလို့ရှိရင်သူ့မှာဒီပါတယ်ပေါ့နော်အစီလေးတွေကရှင်းလာပြီဆိုလို့ရှိရင်သူကလိုလေးနဲ့လွှင့်ပြီးတော့မှမျိုးပွားတယ်ပေါ့နော်ဒီရန်လေးအပွားလွယ်တယ်အဲ့တော့ဒီတိုင်းပဲဒီအရင်တပင်ရှိပြီဆိုလို့ရှိရင်အိမ်မှာအများကြီးတော့သူမျိုးပွားနိုင်တယ်ပေါ့အဲ့တော့ဒါကတော့ကြောင်ဆေးပင်ကြောင်ဖြစ်ပါတယ်တတား